အားလုံးပဲမင်္ဂလာပါရှင်အမေလေးကိုစောင်းလေးနဲ့စူတီလေးစုပြပါအောင်လို့တောင်းဆိုထားတဲ့ပြည်သက်တွေအတွက်ဒီတစ်ခါရင်တော့လည်းစုပြပလဲခြင်းတစ်ပုဒ်ဖြစ်တဲ့နှလုံးသားကိုအလားစင်ပါလို့မြင်ချင်းလေးကိုစောင်းလေးနဲ့စူတီလေးစုပြကြပါရရှင်နားဆင်ပြပါDread